Hello ဒီနေ့မှာတော့ကိုတို့ကလေဒီမြို့သားဝတ်တွေမှာဆိုလက်တွေပေါ့နော်ဒါကတော့ကိုတို့ဒါရှက်လက်ပေါ့နော်ဒါရှယ်အင်းကြီးမှာတက်တက်လက်တွေဒါရှက်လက်ရှိမယ်ပြီးရင်ကိုတို့ကတိုက်ပုံမှာဆိုရင်ကိုတို့ဒီဗမာတိုက်ပုံအစ်စ်တွေကကြတော့လက်တက်ဆက်သေးပေါ့နော်ကိုတို့တိုက်ပုံပေါ့နော်ဒီလက်ဖြတ်ဆက်နဲ့ဒီထိုင်းတိုက်ပုံပေါ့နော်အဲ့လိုမျိုးလေးတွေတက်တက်ရဲ့လေးတွေရှိတယ်အဲ့ဒါကြတော့တိုက်ပုံလက်ကတက်တက်ရှိသေးတယ်နော်တိုက်ပုံလက်တက်လို့ရှင်ဒီလိုလေးဝိုင်းဝိုင်းလေးကြာပြီဒီလိုမျိုးလေးအောက်ကိုဒီလိုမျိုးလေးကြာနေဖို့ဆိုလို့ရှိရင်တော့ပတ်တန်တစ်မျိုးဆွဲရတယ်ပေါ့နော်အဲ့တော့ဒါကကြတော့ကိုတို့ဒါပုံမှန်ရိုးရိုးရှက်လက်တချို့တွေဆိုသူများမကောင်းပြောမှာဘူးနော်တချို့ကကြတော့ဒီရှက်လက်ကိုပဲတိုက်ပုံမှာတက်လိုက်ပြီးတော့တိုက်ပုံဖြစ်သွားတာပေါ့နော်ကိုတို့ကကြအဲ့လိုမဟုတ်ဘူးကိုတို့ကကြတော့ဒီမှာတိုက်ပုံလက်ကိုတိုက်ပုံလက်တက်တက်လေးဆွဲပြီးမှဒီအဝိုက်ကလေးနဲ့ဒီမှာဂျိုင်းစာကြလေးနဲ့ဒီလိုမျိုးလေးပေါ့နော်ကိုတို့ကလာပြီးတော့တက်ရတာပေါ့နော်အဲ့တော့ဒီမှာတိုက်ပုံလက်တက်ထားတဲ့အင်ဂျီမှာဆိုလို့ရှိရင်ဒါဒီလိုမျိုးလေးဖြစ်တယ်ပေါ့ဒါဆိုရင်ကိုတို့ကဒါဂျက်ကက်မှာတိုက်ပုံလက်တက်ထားတာပေါ့နော်ဂျက်ကင်မှာတိုက်ပုံလက်တက်ထားတာပေါ့နော်အဲ့တော့ဒါလေးဒါဆိုရင်ဒါတိုက်ပုံလက်ကတိုက်ပုံလက်ရှက်လက်ကရှက်လက်ဂျက်ကင်လက်ကဂျက်ကင်လက်လက်တွေမှာဆိုလဲသူ့မျိုးစားနဲ့သူရှိတယ်ပေါ့နော်လက်တစ်မျိုးတည်းကိုဆွဲပြီးတော့အကုန်လုံးမှာလိုက်တက်နေတဲ့သူတွေလည်းရှိတယ်အဲ့ဒါလည်းသူ့ပညာနဲ့သူပဲအပြင်မပြောဘူးပေါ့နော်ဒါကိုတို့ကတော့၃မျိုးရှိတယ်ပေါ့နော်အကိုတို့တင်တန်းမှာဆိုလို့ရှိရင်ကိုတို့ဒီလာမယ့်၈ရက်နေ့မှာဖွင့်မဲ့တင်တန်းမှာဆိုဒီလိုမျိုးလက်အမျိုးစားတွေကိုလည်းခွဲခြားပြီးတော့တခြားလေးတင်ပေးမှာဖြစ်ပါတယ်ကိုတို့တင်တန်းကိုတက်လိုက်ရုံနဲ့ပေါ့နော်အဲ့ဒီတင်တန်းမှာဒီတစ်လခွဲပေးရမှာပေါ့နော်အဲ့တစ်လခွဲတွင်းမှာဘာတွေတက်မြောက်မလဲဆိုလို့ရှိရင်မြို့သားဝတ်တွေကိုညာရေးဝတ်စုံတွေကနေပြီးတော့ daily wear တွေ street wear တွေနောက်ပွဲတက်တွေပေါ့နော်ပွဲတက်တွေ luxury wear တွေအထိတစ်ခါတည်းသင်ကြားပေးမှာဖြစ်ပါတယ်အဲ့အတွက်ဒီတင်တန်းကို join ဖို့လည်းအားလုံးကိုဖိတ်ခေါ်ပါတယ်နော်